Hello ကျွန်တော်ဒီနေ့ပေါ့နော်ဘာကို sharing လုပ်ပေးခြင်းကျွန်တော် sharing လုပ်ပေးခြင်းတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဗျာအဲ့ဒါဘာလဲဆိုတော့ sharing လုပ်ပေးခြင်းတာဘာလဲဆိုတော့တင်မောသားတိုင်းဖတ်တဲ့စာအုပ်တို့ရှိတယ်တင်မောသားတိုင်းဖတ်တဲ့စာအုပ်တို့ပေါ့နော်အဲ့စာအုပ်ကဘာလဲဆိုတော့မိုးကြော်စင်ရေးတဲ့ငါးဖန်သမားဆိုတဲ့အကြောင်းပေါ့နော်အဲ့စာအုပ်ကိုတင်မောသားမလုံတင်မောသားလုံးမဲ့ညီကိုတွေပေါ့နော်တင်မောသားလုံးမဲ့ညီကိုတွေတင်မောသားမဖြစ်သေးတဲ့ညီကိုတွေရောတင်မောသားဥပမာဘယ်သူပဲဖြစ်ဖြစ်ဗျာဒီစာအုပ်ကိုဖတ်ကိုဖတ်တဲ့တင်မောသားလုံးမဲ့ဆိုပိုဖတ်တဲ့ဗျာတက်လားဘာလို့ဆိုတော့အဲ့စာအုပ်ကကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကျွန်တော်တို့ရဲ့ဒီခံစားနေရတာတွေပေါ့နော်အားလုံးဒီစာအုပ်တုတ်တဲ့နဲ့ပြပါ2019ခုနှစ်ကအကောင်းဆုံးမျိုးသားစာပေစုရတဲ့စာအုပ်ပေါ့နော်ကျွန်တော်တင်မောသားအကြောင်းရေးတဲ့စာအုပ်ကနော်ကျွန်တော်တို့ဒီ2019ခုနှစ်တဲ့အကောင်းဆုံးစာမျိုးသားစာပေစုရတဲ့စာအုပ်အဲ့စာအုပ်အရင်ကောင်းတယ်ဖတ်ကြည့်ပါကျွန်တော်တို့ဒီချိန်မှာဒီစိတ်လီနေတယ်ပေါ့နော်စိတ်လီနေတယ်ဒီတင်မောကအခုဒီမတက်ရသေးဘူးဆိုရင်သူ့စာအုပ်ကရန် motivation ဖြစ်တယ်ပေါ့နော်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီစာအုပ်ဖတ်လိုက်ရင်ကျွန်တော်အလေးမခံတော့ဘူးဗျသူဘလို့လင်ခန်းရတယ်လင်ခန်းကကျွန်တော်ဘလို့တင်မောကိုရောက်သွားတယ်ဘလို့ခက်ခဲတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကြီးပြတာဗျာကျွန်တော်ဟိုဘောမှာကိုကတင်မောမှာခက်ခဲနေဆိုရင်ဒီစာအုပ်ဖတ်လိုက်ရင်ဩငါရဲ့ခက်ခဲကဘာမှမဟုတ်တော့ဘူးဆိုတဲ့ဟာငါကြုံတွေ့နေပြဿနာဘာမှမဟုတ်တော့ဘူးဆိုတာဖြစ်သွားလိမ့်မယ်အဲ့တော့တင်မောသားတိုင်းအဲ့စာအုပ်ကိုငါဖန်သမားပေါ့နော်စောင်းနာမည်ငါဖန်သမားရေးတဲ့သူကမိုးကြော်စင်ပေါ့နော်အဲ့စာအုပ်ကိုဖတ်ကြည့်တင်တယ်ပေါ့နော်ဒီစာအုပ်အဲ့စာအုပ်ဖတ်ကြည့်တင်တယ်ပေါ့နော်အဲ့ဒါလေးကြံပေးရပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်